အားလုံးပဲမင်္ဂလာပါကျွန်တော် grade 12ကျောင်းသူကျောင်းသားယူလေ့လာကြည့်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့သူတို့က organic compound တွေရဲ့ general formula တွေအလွတ်ကျက်နေတာသွားတွေ့ရတယ်အဲ့ဒီ general formula တွေကကျက်စရာမလိုဘူးဆိုတဲ့အကြောင်းကျွန်တော်အခုဒီ video လေးနဲ့ရှင်းပြပထမဆုံးကျွန်တော်တို့ ether ရဲ့ general formula လေးကိုစပြီးတော့စဉ်းစားကြည့်ကြရအောင်ဆိုတော့ ether example နှစ်ခုတော့ရေးတတ်ဖို့လိုတယ်ဒါမရေးတတ်ရင်တော့ဘာမှလုပ်လို့မရဘူးexample အနေနဲ့ dimethyl ether နဲ့ ethyl methyl ether လေးကိုပြထားတယ်Okay သူ့ရဲ့ molecular formula လေးစဉ်းစားကြည့်ကြရအောင် C ကဘယ်နှလုံးရှိလဲဆိုတော့ C က2လုံး H ကဘယ်နှလုံးရှိလဲဆိုတော့6လုံး O က1လုံးနောက်တစ်ခုစဉ်းစားကြည့်အောင် C က3လုံး H ကဘယ်နှလုံးရှိလဲဆိုတော့အားလုံးပေါင်းလိုက်တော့8လုံး O က1လုံး Okay general formula စဉ်းစားကြည့်အောင်သူက C 2လုံးဆိုရင် H က2စားကို2ပေါင်းထားတယ်2စားဆိုရင်4ကို2ပေါင်းတော့6ဒီမှာလည်းဒီတိုင်းပဲ3ကို2စား2ပေါင်းထားတယ်3နဲ့4က6 6ကို2ပေါင်းတော့8ပေါ့ဒါဆိုရင် C က n ဖြစ်မယ်ဆိုရင် H က2စားကို2ပေါင်း 2n + 2 O ကတော့အမြဲတမ်းတစ်လုံးနဲ့ O ဒါကြောင့်မလို့ ether ရဲ့ general formula ဒီ Cn H2n + 2O ဖြစ်ရခြင်းဖြစ်တယ်ကျက်စရာမလိုပါဘူး Okay အဲ့ဒီဟာရဲ့ general formula လေးလည်းဆက်ပြီးတော့ကြည့်ကြည့်အောင်အဲ့ဒီဟာ example လေးနှစ်ခုရေးပေးထားတယ် methanol နဲ့ ethanol နဲ့ပေါ့ဒီမှာဆိုရင် carbon ဘယ်နှလုံးပါလဲဆိုတော့ carbon တစ်လုံးပဲပါတယ် C1 ပေါ့ hydrogen က2လုံး H2 O ကတော့တစ်လုံးနဲ့ ethanol ကိုဆက်ကြည့်မယ် carbon 2လုံးပါတယ် hydrogen က4လုံးပါတယ် oxygen ကတစ်လုံးပဲဒီမှာလည်းတစ်ချက်လောက်လေးလာကြည့်အောင် carbon တစ်လုံးလုံးက hydrogen က2လုံး2ဆဖြစ်သွားတယ်နှစ်မှာဆိုရင် carbon နှလုံးမှာဆို hydrogen က4လုံးဆိုတော့သူလည်း2ဆဖြစ်သွားတယ်ဒါဆို C က n ဖြစ်မယ်ဆိုရင် H က2ဆဆိုတော့ 2n အနောက်ကတော့အမြဲတမ်း O တစ်လုံးပဲ Cn H2n O ဒါကြောင့်မလို့ AD ဟာရဲ့ general formula သည် Cn H2n O ကီတုံးကိုဆက်လေ့လာကြည့်အောင်ကီတုံး example နှစ်ခုရေးထားတယ် dimethyl ketone နဲ့ ethyl methyl ketone Okay သူ့ရဲ့ molecular formula စဉ်းစားကြည့်အောင် carbon ဘယ်နှလုံးရှိလဲဆိုတော့ carbon က1 2 3လုံး hydrogen က3လုံးဆိုတော့6လုံး oxygen က1လုံးနောက်တစ်ခုလည်းဆက်လေ့လာကြည့်အောင် carbon က1 2 3 4 carbon 4လုံး hydrogen က5လုံး3လုံးဆိုတော့8လုံး oxygen က1လုံးဒီမှာလည်းတစ်ချက်လောက်ကြည့်ကြည့်အောင် carbon 3လုံးဆိုရင် hydrogen က6လုံးဒါနှစ်ဆဖြစ်သွားတာcarbon 4လုံးဆိုရင် hydrogen 8လုံးနှစ်ဆဖြစ်သွားတာဒါဆို carbon က n အရေအတွက်ဖြစ်မယ်ဆိုရင် hydrogen ကနှစ်ဆဆိုတော့ 2n oxygen ကအမြဲတမ်းတစ်လုံးပဲဒါကြောင့်မို့လို့ ketone ရဲ့ general formula သည် Cn H2n O carboxylic acid ကိုဆက်လေ့လာကြည့်အောင်ကျွန်တော် methanolic acid ရဲ့ ethanolic acid ရဲ့နှစ်ခုရေးပေးထားတယ် Okay စဉ်းစားကြည့်အောင် carbon တစ်လုံး hydrogen 2လုံး oxygen 2လုံး carbon 2လုံး hydrogen 4လုံး oxygen 2လုံးတစ်ချက်သတိထားကြည့်အောင် carbon 1တော့ hydrogen က2နှစ်ဆဖြစ်သွားတယ် carbon 2တော့ hydrogen 4နှစ်ဆဖြစ်သွားတယ်အဲ့တော့ carbon n ဆိုရင် hydrogen ကနှစ်ဆဆိုတော့ 2n oxygen ကတော့အမြဲတမ်းနှလုံးပဲဒါကြောင့်မလို့ O2 ဒါကြောင့်ဆုံးဖြတ်ချက်ချမယ် carboxylic acid ရဲ့ general formula သည် Cn H2n O2 Okay ester ရဲ့ general formula လဲဆက်စဉ်းစားကြည့်အောင်ထုံးစံတိုင်းပဲ ester example လေးနှစ်ခုပေးထားတယ် methyl methanolic နဲ့ methyl ethanolic ပေါ့ Okay carbon အားလုံးပေါင်းဘယ်နှလုံးရှိလဲဆိုတော့ carbon 2လုံး hydrogen က4လုံး oxygen က2လုံးဒီမှာဆိုရင် carbon က3လုံး hydrogen က6လုံး oxygen က2လုံးတစ်ချက်သတိထားကြည့်အောင် carbon 2တော့က hydrogen 4နှစ်ဆဖြစ်တယ် carbon 3ဆိုရင် hydrogen က6နှစ်ဆဖြစ်တယ်ဒါဆို carbon n ဆိုရင် hydrogen က 2n အမြဲတမ်း oxygen ကတော့2လုံးအဲ့တော့ ester ရဲ့ general formula သည် Cn H2n O2 ထုံးစံတိုင်းပဲ amine ရဲ့ example နှစ်ခု methanamine နဲ့ ethanamine ချက်လောက်ကြည့်ကြည့်အောင် carbon က1လုံး
C1 hydrogen က3ရဲ့2ရဲ့ပေါင်းတော့5လုံး nitrogen ကတော့တစ်လုံးပဲဒီမှာဆိုရင် carbon က2လုံး hydrogen က9လုံး nitrogen က1လုံးတစ်ချက်လောက်သတိထားကြည့်အောင်သူကနှစ်စားကိုမှ3ပေါင်းထားတာတစ်ကို2နဲ့မြောက်လိုက်တော့2စား2နှစ်ကို3ပေါင်းတော့5ဒီမှာဆိုလဲဒီတိုင်းပဲ2စားကို3ပေါင်းတာ2နဲ့4က4 4ကို3ပေါင်းတော့9အဲ့တော့ C ရာ N ဖြစ်ခဲ့မယ်ဆိုရင် hydrogen က2စားကိုမှ3ပေါင်းတော့ 2n + 3နောက်ကတော့အမြဲတမ်း nitrogen တစ်လုံးပဲဒါကြောင့်မို့လို့ A main ရဲ့ general formula စီ CN H2n + 3n ဖြစ်ရခြင်းဖြစ်ပါတယ်ထုံးစံအတိုင်းပဲ example နှစ်ခုရေးပေးထားတယ် methanamide နဲ့ ethanamide carbon ကတစ်လုံး hydrogen ကအားလုံးပေါင်းလိုက်တော့3လုံး nitrogen ကတစ်လုံး oxygen ကတစ်လုံးဒီမှာလည်းတစ်ချက်လောက်ကြည့်ကြည့်အောင် carbon က2လုံး hydrogen က5လုံး nitrogen ကတစ်လုံး oxygen ကတစ်လုံးအဲ့တော့သူကဘာထူးခြားသွားလဲဆိုရင်ဒီကောင်1ဆိုရင် carbon 1ဆိုရင်2ဆအောင်မှ1ပေါင်းထားတယ်2ဆဆိုတာ2ကို1ပေါင်း3ဒီမှာဆိုရင်လည်း2ဆကို1ပေါင်းတယ်2နဲ့4 4ကို1ပေါင်းတော့5အဲ့တော့ C ရာ N ဆိုရင် H က 2n + 1အနောက်ကတော့အမြဲတမ်း NO ဒါကြောင့်မို့လို့ A မိုက်ရဲ့ general formula သည် CN H2n + 1 NO ဖြစ်ရခြင်းဖြစ်ပါတယ် Okay ဒီဗီဒီယိုလေးကြည့်ပြီးတော့ organic compound တွေရဲ့ general formula တွေကိုတက်เสียရမလို့တော့ဘူးဆိုရင်ကျွန်တော်ဗီဒီယိုတင်ပေးရကျွမ်းတတ်ပါပြီ